ကမ္မထန်၄မျိုးကိုဆက်လက်ကျင့်သုံးအောင်ဘာကမ္မထန်နေတော့ဆိုရင်အတုပါဘာဝိတ္တပါရာခတ္တပဟာနာယဘုန်းကြီးတို့တွေကိုယ်ခန္ဓာကိုတတ်မဲ့တဲ့ရာဂရှိတယ်သူများခန္ဓာကိုတတ်မဲ့တဲ့ရာဂရှိတယ်ကိုယ်ပစ္စည်းကိုတွေ့တာတဲ့တဏှာရာဂရှိတယ်အဲ့ဒီတတ်မဲ့မှုတွေ့တာမှုတွေပျောက်ကင်းမှုရာအတွက်အတုပဘာဝနာကိုပွားတယ်ကိုယ်ခန္ဓာကိုလည်းတတ်မဲ့နေတယ်သူများခန္ဓာကိုလည်းတတ်မဲ့တယ်ဆိုတာမျိုးဖြစ်လာလို့ရှိရင်ဘာတွေးရမလို့ဆိုယွန်စရာတွေတွေးလို့ဆိုလို့တယ်အတုပတင်ညာဆိုတာမသာအတုပကိုကြည့်ခိုင်းတာမဟုတ်ဘူးကိုယ်ခန္ဓာကိုယ်ကြီးရဲ့ယွန်စရာကောင်းတဲ့အခြေအနေတွေကိုရှုသူတို့ဆိုလို့တယ်ဒီပြင်ဟာတွေအသာထားလိုက်အောင်ကိုယ်ခန္ဓာကိုယ်ခေါင်းပိုင်းလေးပဲကြည့်ခေါင်းပိုင်းလေးပဲကြည့်စပင်းကိုမလျှော်ပဲမဖီးမလိမ့်ပဲ50ရဲ့တလားလောက်ထားလိုက်နမ်းကြည့်ပါလားမွေးနေမလားနမ်းနေမလားဆိုနမ်းကြည့်လိုက်တဘာဝအတိုင်းကမွေးတာမဟုတ်ဘူးနမ်းစော်နေတယ်အဲ့ဒီသဘောတရားကိုဆင်ញင်ခိုင်းတာပဲအေးငါကအလှပြင်းတဲ့စပင်းကောင်းပြီ